မွေလျော်ရဘူးအိတ်ချင်း၌လည်းမမွေလျော်ရဘူးအပေါင်းအသင်းတွေနဲ့နေခြင်းကိုလည်းမမွေလျော်ရဘူးအစားအသောက်တွေကိုလည်းအတိုင်းအကျဉ်းမရှိစားတော့နေခြင်းကိုလည်းမမွေလျော်ရဘူးအိန္ဒိယ6ပါးထွာရ6ပေါက်တို့ကိုလည်းတတ်နိုင်သမျှကျူးစား၍စောင့်ထင်ကြရမယ်လို့ဘုရားသခင်ကိုရောမြတ်ကြီးကဟောကြားတော်မူခဲ့ပါတယ်ဒါကြောင့်မို့ကျုပ်တို့ရဲ့ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးကအမှုမများစကားသိသိတောင်းစီအိန္ဒိယအိန္ဒိနုကြအစာမကြီးတယောက်ကြီးနေဤကြောက်တွေပြည့်စီယောဂီမာလို့ကျုပ်တို့သူငါယောဂီများအားဆုံးမတော်မူခဲ့ပါတယ်။ဟူယောဂီသူတော်ကောင်းတို့ယခုလူညာတိဥဒုကသာယာပြီးကျုပ်ကင်းတွေသားတဲ့အာယုန်တက်ခါနီးနာတဲ့အချိန်မှာဝိသန္တာလယထာကလည်းယူကံတို့တောင်းပြမှာ29ပါးသောအတဝနီဗရဏီကြတိကာယောဟဏီမိဂတိအတ္တရပုဏ္ဏဖုရှအတ္တလိတမာဂပြုတ်ပါပရကုံဥတ္တရာပရကုံဟတ္တရစိတ်တရသွားတိမိသာကအနုယာဒဇိထမူလပြုတ်ပါတဥတ္တရာတသရဝန္ဒနသိတိတတ္တပိယပြုတ်ပါပရပိုက်ဥတ္တရာပရပိုက်ယေဝရီစသည်အပြားညခများတို့ယန္တာကပေါ်ထွက်၍နေပြီတင့်နေလှပါပြီသာယာလှပါပြီဟူယောဂီအပေါင်းသူတော်ကောင်းတို့ယခုလူရှုကင်းသားတဲ့အချိန်မှာတတိသံသဉာဏ်နဲ့ရှင်လို့မှုခန္ဓာအစဉ်တွေကိုရှုဉဏ်တွေဝင်ပြီးကိလေသာချမ်းမခုအောင်ရှုနိုင်လို့ရှုကြရင်ဖြင့်ဘောရိယာသကုမာရမင်းသားအားဘုရားသခင်ကိုယ်တော်မြတ်ကြီးကဆုံးမတယ်လို့သာဥပါဒိသေသဆိုတဲ့နိဗ္ဗာန်ချမ်းသာမြတ်ကြီးကိုနတ်နဲ့အာထုရင်ညရနိုင်ပါတယ်ညအာထုရင်မနဲ့ရနိုင်ပါတယ်ခုနှစ်ရက်နဲ့လည်းရနိုင်ပါတယ်လို့ဆိုလိုက်တော့အာမထုရှင်စရာအချက်တကွက်မှမရှိတော့ပါဘူးသူတော်ကောင်းတို့မိမိရဲ့တသက်သားတွေသမီးတွေရဲ့တသက်သားတို့ရောတပြုံးပြုံးမောမဆုံးဖြစ်ပြီးတော့တသက်လုံးလူအောင်မကြဘဲနဲ့သိအေးလက်အေးနေနိုင်ကြရအောင်ဒီမန်ကိန်းတွေအမျိုးမျိုးချလို့မှုယောဂီစီးပွားရေးအလုပ်တွေကိုကြိုးစားကြသလိုဟိုယောဂီသူတော်ကောင်းအပေါင်းတို့တဏှာအတွက်ကလည်းရတဲ့အေးဖို့လူကြသေးတယ်လူကြီးကိုအနှစ်50လောက်လဲလာပြီးတော့နောက်ဆုံးကြတော့အပင်လေးရွာသွားကြရဦးမယ်ဆိုရင်ဖြင့်အကျိုးတွေအကန့်တွေအားတွေအနူတွေအရွှဲတွေအစွတ်တွေဖြစ်ကြရဦးမယ်ဆိုရင်ဖြင့်ကောင်းနိုင်ကြပါမလားဟန်နိုင်ကြပါမလားကြည်လေတော်ရိယတို့များလူပြည်တို့ကတော့တထေးကြီးပေါ့အနိစ္စလည်းရောက်လိုက်ပါရောအနာဂတ်သဏ္ဍာန်မှာခွေးကြီးဖြစ်သွားရကြတယ်